တဲလေးပေါ့နော်တဲလေးရွာအိမ်လို့ပဲပြောရမလားတဲလို့ပဲပြောရမလားအဲ့လိုလေးစောက်ပြမှာပါကားရီကလည်းအမှရောက်နေရဆိုတော့အပတ်ကိုပဲသွားလိုက်ပါမယ်ဟောဒါပွေးမြင်အင်းစီကိုသွားပါမယ်ခုတော့မမြင်ရသေးဘူးမနော်ပြီးကြမှာပဲမြင်ရပါလိမ့်မယ်ခုတော့မြင်နေရပါပြီအကောင်းဆုံးကတော့ဒီဘက်လေးမှာဆောင်းလိုက်မယ်ပေါ့နော်ဒီဘက်နားလေးကတော်တော်အေးတယ်ဆိုတော့အရင်ဆုံးဗာလေးနှိပ်ရမလဲဆိုတော့ဒါမှအဲ့ဒါလေးကိုနှိပ်လိုက်ပါခဏနော်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင် floor ဆိုတဲ့ဟာလေးနှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ကိုဘယ်လောက်ကျယ်ဝန်းထားမလဲဆိုလို့ရှိရင်ရှည်မယ်ဆိုလို့ရှိရင်8အပေါင်းနှိပ်ပါဟုတ်ပါရှည်ခြင်းနဲ့ဆိုလို့အဲ့လိုတော့အတူတူပဲနော်ဘယ်လိုကြည့်မလဲဒါကြတော့အဒီရမဟုတ်အပေါ်ဖြင်းညောင်ဟာရဲ့ကြတော့အဲ့ဒါလေးကကောင်းတာဒါကြတော့အဘပူရှိရဒါဒီ8အပေါင်းရဲ့ကြတော့ဒီဘပူရှိရပါမယ်ခွန်ကတော့ဘာမှမဟုတ်တော့အိမ်လေးပဲစောက်ပြတာပါကဲအခုဒီကလေးစောက်ပြပြီးပြီဆိုရင်တော့အောက်ကိုနှိမ့်ပါမယ်အဲ့ရခန့်ကဲပြောလို့ရှိရင်ဝေါ်ဆိုတဲ့ဟာလေးကိုနှိမ့်လိုက်ပါနှိမ့်ပြီးတော့ပြီဆိုလို့ရှိရင်ကိုလိုချင်တာအောက်ဆုပ်ရပါတယ်ကိုလေးဆုပ်ပေါ်တိုးရဒါပေမဲ့အရင်တိုးလို့ရှိရင်အဲ့လိုမျိုးဒီလိုမြောက်အဲ့ဆိုလို့ရှိရင်ငါကတ်လိုက်မယ်သူကလည်းဆိုအရှိတိုးလာပါဘောနော်ပြီးရလို့ရှိရင်နေစက်အပေါင်းလို့စက်အနှုံးကတော့ဘာမှမဟုတ်ပါဘူးဒီဘက်တတူလာပေါ့နော်ကျောင်းလောက်ထားလိုက်မယ်8အပေါင်းကိုပဲနှိပ်ပါ8အပေါင်းကျတော့ကျယ်ဝန်းပေါ့နော်ကျယ်ဝန်းခွန်ဟာဒီလောက်ပဲကျယ်မှာဆိုတော့သူ့ကိုအရှိလေးတိုးလိုက်မယ်နေက comment တွေအများကြီးပဲ10ဦးတော့လူပြီးတင်ထားတာလို့ရှိရင်ခွန်တို့ကဒီကလေးကိုဒီမှာကတ်လိုက်မယ်ပေါ့နော်ကတ်ပြီးသွားလို့ရှိရင်ကိုကြိုက်တဲ့အရာဘယ်နေရာမှာပြောင်းရမလဲဆိုတော့ခွန်ပြောပြမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်မှအရောင်းနဲ့ပြောင်းလို့ရပြီပေါ့နော်ကိုကတော့ရွာအိမ်လေးလုံးမှာဆိုတော့တသားရောင်လေးပဲထားလိုက်မယ်ကဲတသားမထားချင်ဒါလေးတွေလည်းထားလို့ရတယ်ပေါ့နော်ဒါလေးကမြက်โอเคလို့လည်းရှိတယ်အဲ့ဒါလေးထားလို့ရတယ်ဒါလေးကကြာကျမ်းမြင်မှာလည်းထားလို့ရတယ်ဒါလေးကအခုရွာအိမ်လေးလုံးမှာဆိုတော့ဒါလေးပဲထားလိုက်မယ်ပြီးကြလို့ရှိရင်ခုနဒီဘက်ကိုတိုးဖို့အတွက်ဒီဘက်ကဟာလေးကိုနှိပ်လိုက်ပါမယ်ပြီးသူအဲ့လိုမျိုးဒီဘက်ကိုမရွေဘူးဆိုလို့ရှိရင်ပေါ့နော်ဒီအကအမှန်ချစ်လေးကိုနှိပ်လိုက်လို့ရှိရင်ရွေးပါလိမ့်မယ်အဲ့တော့ခုနရဲ့ဟာကနည်းနည်းတိုနေသေးရဲ့ဆိုတော့8အပေါင်းလေးကိုထပ်နှိပ်ပါမယ်အပေါ်က8အပေါင်းမဟုတ်8အပေါင်းမဟုတ်ပါဘူးအောက်က8အပေါင်းပါကဲနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ခုနတိုင်းလေးပဲဆက်တိုးလိုက်မယ်ပေါ့နော်ဆက်တဲ့အထိတိုးဒီဘက်ကဆက်တယ်ဘက်ကဆက်တယ်လားဆိုမဆက်လို့8အပေါင်းကိုပဲထပ်နှိပ်ပါမယ်ကဲတော့ဆက်သွားပြီပေါ့နော်
ဆက်သွားပါပြီဆိုလို့ရှိရင်ဒီဘက်ကဟာလေးတွေကိုလိုက်ဖြည့်လိုက်ပါအောင်မယ်ခဏမေးလို့ပေါ့နော်တကားကြတော့ဘယ်မှာယူရမှာလဲဆိုတော့ဒီရဲလားမသိဘူးအဲ့ကိုသွားကြည့်လိုက်မယ်နော်ဟုတ်တယ်ဒီထဲမှာဒီတကားတွေကကြတော့နှစ်ရိုင်းအုပ်လိုက်လို့ရှိရင်သူကအဲ့လိုမျိုးနှစ်ရိုင်းကိုပဲပွင့်တာပေါ့နော်တခြားဟာတွေမပွင့်ပါဘူးအဲ့တော့တကားရောတွဲပါတဲ့ဟာလေးကိုကြည့်ပါမယ်တကားရောခုခုံးအိမ်ကကြတော့နှစ်ထပ်လောက်ရမလားမသိဘူးခုံးစဉ်းစားနေရလေနှစ်ထပ်လောက်လိုက်လို့ရှိရင်ဒါလေးဝရဏအဖြစ်သုံးလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စဉ်းစားနေရပါဒီမှာပါခွန်ကကြတော့ဒီဟာလေးကိုကြိုက်ပါတယ်ကြိုက်တဲ့အတွက်ကြောင့်မလို့ဝါအပေါင်းလေးကိုနှိပ်ပြီးတော့အဲ့လိုမျိုးနေရာလုံးလိုက်တယ်တူသွားပြီဆိုလို့ရှိရင်သူ့အရှိလေးတိုးလိုက်မယ်သူ့ဘလို့လို့မင်းရဲထားလိုက်ပါမင်းရဲတော့အရှိလေးတိုးလိုက်မယ်အရှိကိုနည်းနည်းလေးတိုးလိုက်အဲ့တော့ဒီတာတော့ဒီလိုမျိုးဟာတွေမှာခွန်တော့ပါဝင်လို့ထွက်လို့ရတာပေါ့နော်ကိုယ့်ဘက်ဒီကိုလုံးမယ်ဆိုလို့ရှိရင်ဝင်လို့ထွက်လို့ရတာမရတာတော့ကိုယ်တော့မသိဘူးပေါ့နော်အခုမှကိုယ်အိမ်ဆက်ဆောက်တာဆိုတော့အဲ့လောက်တော့မသိဘူးပေါ့နော်ပြီးရလို့ရှိရင်ဒီဘက်ကဒီလိုမျိုးဟာလေးတွေကိုနော်ဒီလိုမျိုးလေးများလေးပဲထိုးတယ်များတော့တိတ်မထိုးတတ်ဘူးအဲ့လိုမျိုးဟာလေးဆက်လုပ်လိုက်ပါအောင်မယ်ကြတော့ဒီမှာတကားလေးလည်းလုပ်ပြီးသွားပြီဒီဘက်ကလေးလည်းလုပ်ပြီးသွားပြီအပေါ်ဓာတ်ပဲကျန်တော့ရပေါ့နော်အပေါ်ဓာတ်ကိုကြတော့ဘယ်လိုလေးလုပ်ရကောင်းမလဲပြီးကြမှာပရင်ပေါက်လေးပါရဲကိုထည့်လိုက်တော့မယ်အပေါ်ဓာတ်ကဒီနားနေစားလုပ်လိုက်မယ်လေကားလေးကိုကြတော့လေဒီဟာနဲ့ဆိုမရအောင်အစတီးရမှာဟုတ်အစတီးဟာပါနော်လေကားကိုလေရွှေရှိရပဲရလည်းမသိဒီဟာမသိကဲငါဆိုလို့ရှိရင်ဒီဘက်ထဲမှာပါနော်ဒီဟာရှောက်ဝိုင်းလိုက်တော့များနဲ့မထိုးတော့လောက်ကြအဟာလေးကိုဝင်မယ်အေးတော့မအရင်ပေါ်တာဆိုတော့မအရင်တက်လိုက်မလေးကိုဘယ်နေရာလေးတက်ဒီနေရာလေးတက်လိုက်မယ်ဒီနေရာနဲ့ကောင်းနေအပြင်တော့မြင်ရလားမြင်ရတော့မသိမမြင်ရဖို့ကများတယ်အမှန်ပါရလည်းမတက်ချင်ဘူးဟုတ်တယ်မြင်ရ
ဆိုမြင်ရလောက်တယ်ဘာမြင်ရအဲ့ဆိုလို့ရှိရင်ခွန်ကအမှန်မပါပဲလုံးလိုက်တော့မယ်နော်ဒီခံနော်ဒီခံကြအောင်ဒီခံကြအောင်ဒီအရေးကြတော့လည်းမလာအောင်ဒီလိုမျိုးရတယ်မတားရမယ်ဘလိုလေးလောက်ရင်ကောင်းမလဲခေါင်းတော့ဗောနော်ဒီလိုလေးကလေးဆိုရင်ရောဒီလိုလေးကလေးဆိုရင်ဒီအစဒီလိုလေးကလေးကိုဆွဲထုတ်လိုက်မယ်ဘလိုလေးတက်မလဲအဲ့ဆိုလို့ရှိရင်ခွန်းတို့လေကားမလောက်ပန်းနဲ့အခန်းလေးပဲလောက်လိုက်ရင်ဘာလို့လဲဆိုတော့အခန်းတော်တော်လေးကျဉ်းသွားတယ်လေကားနဲ့ဆိုလို့ရှိရင်ဒီလောက်အခန်းမရတော့ဘူးထင်တယ်အဲ့ဒါကြောင့်မလို့ခွန်းကဘလိုလေးလောက်အဲ့ဒါလေးခဏပိတ်ပြီးလေးကိုပြန်လိုက်မယ်ဒါပေမဲ့လည်းဘယ်လိုလုပ်ရမှာလဲโอเคတီးပြီဒီခုနကရေကိုပြန်သွားလိုက်မယ်ပြီးကြလို့ရှိရင်ဒီမှာရှိဒါမှဒါလေးကမလုပ်တော့မခေါမိုးလေးလုပ်ဖို့ရပြီသူကြတော့ထဲမှာနေလိုက်မယ်အောက်ကိုဆင်းမယ်ကဲဆိုလို့ရှိရင်အဲ့ဒါကိုကြည့်မယ်โอเคတော့ရပြီတဲ့ဟုတ်တယ်โอเคအဲ့ဒါလေးကိုနည်းနည်းလေးပြန်ပြီးတော့ကြုံပြီးလိုက်ကြုံပြီးပြီးရလို့ရှိရင်အဲ့ဆိုလို့ရှိရင်ခွန်တို့ကအဲ့လိုမျိုးဆိုလို့ရှိရင်တော်လို့မရရဖြစ်သွားလိမ့်မယ်စာနေမလေးလည်းရောက်နေပြီဆိုတော့အားလုံးတက်တာပြီးရင်တော့ like and subscribe လေးလုပ်ပေးခဲ့ကြပါပြီးရင်ဘာဇလန်လေး like ရရမလဲဆိုတာကို comment လေးထဲမှာမှတ်ပေးတော့ကြအောင်နော်